အိမ်တောက်ဆေးရေဆေးဆက်နီးကိုပြောပြပေးပါလားဆိုတော့နန်းဒီဗီဒီယိုထဲကနေပြောပြပေးထားပါတယ်ရေဆေးဆက်တာကကြည့်ရင်လွယ်ပေမဲ့စနစ်တကျဆက်မှဆေးသားတွေညီပြီးတော့တုပ်ရတာအဆင်ပြေမှာပေါ့နော်ရေဆေးဖြစ်တဲ့ water base ဆက်နီးကတော့လိုအပ်တဲ့ပစ္စည်းတွေကရေဆေးဖြစ်တဲ့အပြင်တုပ်တဲ့ဆေးဖြစ်ဖြစ်အထဲတုပ်တဲ့ဆေးဖြစ်ဖြစ်ဆက်ပုံဆက်နီးကတော့အတူတူပဲပေါ့နော်ဒီဆေးရဲ့ပြီးတော့ဘုံအလွတ်တဘုံရဲ့ပြီးတော့တန့်ရှင်းတဲ့ရေဆေးဆက်ပုံဆက်နီးကတော့ဆေးဘူးခွန်ကညွန်ကြားချက်ကိုဖတ်ပြီးတော့လဲဆက်လို့ရတယ်နန်းတို့သုံးဖြစ်တဲ့ဆက်ပုံဆက်နီးကတော့နေရန်အတစ်တွက်ဆိုရင်ဆေးသားက၄ဆဆိုရင်ရေကတစ်ဆ၄အချိုးတစ်ပေါ့နော်အဲ့လိုမျိုးဆက်ပါတယ်နေရန်ဟောင်းပေါ်တုံးမဲ့ဆေးဆိုရင်ရေနည်းနည်းပဲထည့်ပါတယ်ဥပမာဆေးသား၅ဆဆိုရင်ရေတစ်ဆပေါ့နော်၅အချိုးတစ်ပေါ့နော်ရေဆေးဆက်တဲ့ချိန်မှာတတိပြုရမှာကရေအရမ်းများသွားရင်ဆေးသားတွေကျဲပြီးတော့နေရန်မှာဆေးမထိုင်ပဲနဲ့ဆေးသားတွေစီးကြတတ်ပါတယ်ရေနည်းပြီးဆေးသားတွေအရန်ပြစ်လွန်းရင်လည်းဆေးလိပ်တန်ရာတွေထင်ကြံခဲတတ်ပါတယ်ဒါကြောင့်ရေဆေးဆက်တဲ့ချိန်မှာရေကိုနည်းနည်းချင်းစီဖြည်းဖြည်းချင်းစီထည့်ပြီးတော့မှဆက်တင်ပါတယ်ဒါကတော့ရေဆေးဆက်ပုံဆက်နည်းအရှိခံလေးပါရှင်